မျိုးသမီးတယောက်ဟာမိသားစုစာဝန်နေအတွက်နေ့စဉ်နေ့တိုင်းဘိန်းမုံလုံရောက်ပါတယ်။သူတို့မိသားစုအားလုံးကလည်းမနေ့စာကိုဘိန်းမုံပဲစားကြပါတယ်တဲ့။ပြီးတော့အသက်ကြီးကြီးခါကုန်းကုန်းနဲ့အဖိုးကြီးတယောက်ကိုလည်းဘိန်းမုံတစ်ခုနေ့တိုင်းကျွေးပါတယ်။အဖိုးကြီးလာတဲ့အခါသူမအားလို့ထပြီးမပေးနိုင်တာမျိုးဖြစ်မှာဆိုတဲ့အတွက်ပတင်းပေါက်ဘောင်ပေါ်မှာဘိန်းမုံတစ်ခုကိုနေ့စဉ်တင်ထားပေးတတ်ပါတယ်အဖိုးကြီးကလည်းဘိန်းမုံကိုနေ့စဉ်လာယူပြီးတော့စားပါတယ်ဘိန်းမုံယူတဲ့အချိန်တိုင်းမှာအဖိုးကြီးကဒီလိုပြောပါတယ်ကောင်းတာလုပ်တဲ့သူတွေကောင်းကျိုးရပါစေမကောင်းတာလုပ်တဲ့လူတွေမကောင်းကျိုးကိုခံစားကြရပါစေလို့နေ့စဉ်နေ့တိုင်းအဲ့လိုပြောပါတယ်တဲ့ဒီလိုနဲ့ရက်ပေါင်းများစွာလပေါင်းများစွာစားတဲ့သူကလည်းစားကျွေးတဲ့သူကလည်းကျွေးတယ်ပေါ့ရှင်တရက်ကြတော့မျိုးသမီးဟာဘိန်းမုံကလည်းရောင်မကောင်းမိသားစုမှာပြဿနာလေးလည်းနည်းနည်းရှိတဲ့အခါသူစိတ်ဆိုးဒေါသထွက်နေတယ်ပေါ့ရှင်အဲ့ဒီစိတ်ဆိုးဒေါသထွက်ခြင်းတွေဟာအဖိုးကြီးပေါ်မှာစုပုံရောက်ရှိသွားပါတယ်ဘလို့လဲဆိုတော့အဖိုးကြီးဟာနေပေါင်းများစွာလပေါင်းများစွာသူမကဘိန်းမုံနေကျွေးနေပြီးတော့ညားလည်းပဲကျေးဇူးတင်စကားတထွန်းတလေးကိုတောင်မှခုချိန်ထိမပြောခဲ့ပါဘူးတဲ့ဒါကိုသူစိတ်ထဲမှာမကျေနပ်ပါဘူးရှင်ဆိုတော့ဒေါသတွေအလုံးဟာဒီကနေ့မှဖိုးကြီးစီကိုစုပုံရောက်ရှိသွားတာပေါ့သူဘလို့စဉ်းစားတယ်လဲဆိုတော့ဒီလောက်တောင်မှငါကကျွေးနေမွေးနေပါရဲ့နဲ့ငါ့ကိုကျေးဇူးတင်စကားတခွန်းတောင်မှမပြောတဲ့အဖိုးကြီးဒီလောက်ရှိလာတာစိတ်ခက်တက်ပြစ်တာကောင်းမယ်ဆိုပြီးအဖိုးကြီးကိုပေးမဲ့ဘိန်းမုံတွေကိုအစိတ်ခတ်လိုက်ပါတယ်အဲ့ဒီလိုအစိတ်ခတ်ပြီးသူမထားနေကြတကားပေါင်နှမ်းမော်ကိုလှမ်းတင်လိုက်တဲ့အချိန်မှာပဲသူမရဲ့လက်တွေတုံနေပါတယ်တဲ့ပြီးတော့အလိုငါဖာရီမြန်းလုံနေမိပါလေမာတော့မလို့တော်ပါသေးရဲ့ဆိုပြီးအစိတ်ခတ်ထားတဲ့ဘိန်းမုံကိုမီးဘူထဲကိုလှမ်းပြီးပြစ်ထည့်လိုက်ပါတယ်ပြီးတော့အဖိုးကြီးအတွက်တီးတန့်ဘိန်းမုံကောင်းကောင်းလေးတစ်ခုကိုလှုပ်ပြီးကားပေါင်ပေါ်မှာပြန်တင်ပေးထားလိုက်ပါတယ်တဲ့ဒီလိုနဲ့အဖိုးကြီးလည်းဘိန်းမုံကိုလာယူလာပေါ့ရှင်သူကဘာမှမသိရှာတဲ့အတွက်ဘိန်းမုံကိုယူပြီးခါတိုင်းရွတ်နေကြအတိုင်းပဲကောင်းတာလုပ်ရင်ကောင်းကျိုးရပါစေမကောင်းတာလုပ်ရင်မကောင်းကျိုးတွေခံစားရပါစေလို့ရွတ်ပြီးတော့သူလာရလမ်းကိုပြန်သွားပါတယ်အဲ့ဒီနေ့ညရောက်တဲ့အချိန်မှာမျိုးသမီးရဲ့အိမ်တကားကိုလူတစ်ယောက်ကလာခောက်ပါတယ်မျိုးသမီးကတကားကိုလာပေးလိုက်တဲ့အခါမှာသူမရဲ့သားဖြစ်နေတာကိုတွေ့ရပါတယ်သူမရဲ့သားလေးဟာတရက်တစ်ချိန်မှာစီးပွားလုပ်မယ်ငွေရှာမယ်ဆိုပြီးတော့ထွက်သွားတာလပေါင်းများစွာကြာလာပါပြီတဲ့အခုသူ့သားပြန်ရောက်လာတဲ့အခါမှာသူ့သားရဲ့ပုံစံဟာအော်စရာကောင်းလောက်အောင်ကိုပိန်ချုံချိနဲ့စုပ်ပြတ်တက်နေပါတယ်တဲ့တုံရင်ချိနဲ့နေတဲ့သားကိုအိမ်ထဲကိုခေါ်ပြီးအကျိုးကြောင့်မေးတာပေါ့ရှင်သားရဲ့မေတို့ဘလို့မှရှာလို့ဖွေလို့စုံစမ်းလို့မရဘူးငါသားဖင်မြန်သွားနေလဲဘာတွေမြန်ဖြစ်နေလဲအမေစိတ်ပူလိုက်ရတာလို့ပြောတဲ့အခါမှာသားကဒီလိုပြန်ပြောပါတယ်ဟုတ်တယ်အမေသားလည်းကြီးကြီးရမျက်နှာရငွေသွားရှာပင်မဲ့ငွေရှာလို့မရပဲဒုက္ခပေါင်းစုံနဲ့ကြုံလာခဲ့တယ်အခုအမေစီကိုပြန်လာတဲ့လမ်းမှာလည်းပဲတမိုင်လောက်အလိုမှာကလေးကသားလမ်းမလျှောက်နိုင်တော့ဘူးအမေရဲ့အာဟာရတွေပြတ်ပြီးဘာမှမစားရတဲ့ရက်တွေလည်းများလာတော့သားလမ်းဘေးမှာလဲကျနေတယ်အဲ့လိုမျိုးလဲကျနေတဲ့အချိန်မှာသားဘေးနာကနေခါကုန်းကုန်းနဲ့အဖိုးကြီးတယောက်ကဖြတ်သွားတယ်အမေရဲ့ဒါနဲ့သားလဲသူ့ကိုလှမ်းပြီးတော့အကူကြီးတောင်းလိုက်တယ်အမေအဖိုးအဖိုးထဲမှာစားစရာလေးတစ်ခုခုပါမယ်ဆိုရင်ကျွန်တော်ကိုနည်းနည်းလောက်ကြွေးခဲ့ပါကျွန်တော်ဘယ်လိုမှချစ်ဆက်မလှမ်းနိုင်တော့လို့အာဟာရပြက်လက်ပြီးလမ်းမလျှောက်နိုင်တော့လို့ပါလို့ပြောတဲ့အခါမှာအဖိုးကြီးကဒါကိုသူ့လက်ထဲမှာပါတဲ့ဘိန်းမုံကိုပေးတယ်အမေပြီးတော့ဒါကိုဒီလိုပြောသွားသေးတယ်ဟေးဒီဘိန်းမုံကငါနေ့စဉ်နေ့တိုင်းစားနေကြဘိန်းမုံဒါပေမဲ့ဒီနေ့တော့မင်းကငါ့ထက်ပိုပြီးတော့လိုအပ်တဲ့သူဖြစ်နေပြီမို့မင်းကငါပေးခဲ့မယ်လို့ပြောသွားတယ်အမေပြီးတော့ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင်မကောင်းတာတွေခံစားရမယ်လို့
ပြောသွားတယ်အမေရဲ့အဲ့ဒီလိုသူ့အမေကိုပြန်ပြောပြတဲ့အခါမှာသူ့အမေဟာအံ့ဩသွားပြီးတော့ထိတ်လန့်တုန်လှုပ်သွားတယ်ပေါ့ရှင်လို့မနေ့ကငါအဖိုးကြီးကိုပေးလိုက်တဲ့မုံထဲမှာအကယ်၍အစိတ်မြန်းခတ်ထားတဲ့ဟာကိုပေးလိုက်မယ်ဆိုရင်ငါသားကိုငါပြန်တက်မိတယ်လို့ဖြစ်သွားတော့မှာပါလားလို့တွေးပြီးလောင်နာတွေရနေပါတယ်တဲ့ပြီးတော့သူမဟာဘိန်းမုံကိုအဖိုးကြီးကိုနေ့စဉ်နေ့တိုင်းကြွေးတိုင်းမှာသူမရဲ့သားလေးသူ့စီကိုဘေးအန္တရာယ်ကင်းနဲ့ပြန်ရောက်လာပါစေလို့အမြဲတမ်းဆုတောင်းပါတယ်တဲ့သူမရဲ့ဆုတောင်းလည်းပြည့်ခဲ့တယ်လို့အချိန်မီသူမရဲ့စိတ်တွေကိုပြင်လိုက်နိုင်တာဖြစ်တဲ့အတွက်သားလေးဟာဘေးမတည်ရမခါနဲ့သူ့ရင်ဝင်ထဲကိုပြန်ရောက်လာတယ်လို့ပြောရမှာပေါ့ရှင်ဆိုတော့ကျမတို့တွေဒီပုံမြင်လေးကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်ကောင်းတာလုံးရင်ကောင်းတာရမယ်မကောင်းတာလုံးရင်မကောင်းတာရမယ်ဆိုတော့ကံရဲ့အကျိုးကိုကွက်ကွင်းမြင်ရပါတယ်ရှင်ဆိုတော့အခုလက်ရှိအနေထားအရလူတော်တော်များများကဒီလိုပြောကြပါတယ်ကောင်းတာလုံးလဲကောင်းတာအဖြစ်ပါဘူးကွာမကောင်းတာတွေဘသူဘလို့လုပ်နေတာမြင်နေမှလားသူတို့မကောင်းကျိုးကိုခံမခံစားရတာလို့ပြောကြတယ်ရှင်ဒါကကျမတို့ပဂရိမျက်လုံးနဲ့ကြည့်မယ်တာမန်ပဲမြင်မယ်ဆိုရင်တော့အဲ့ဒီလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျမတို့မှာကာလသုံးပါးဆိုတာရှိတယ်ရှင်အတိတ်ပြစ္ဆုတ်ပံအနာဂတ်ဆိုတဲ့ကာလသုံးပါးမှာအခုကျမတို့ရရှိပိုင်ဆိုင်ခံစားနေကြရတာကအတိတ်ကလုပ်ခဲ့တဲ့ကျမတို့ရဲ့ကောင်းခြင်းဆိုးခြင်းတွေရဲ့အရေးတွေကိုခံစားရရှိနေကြတာဖြစ်ပါတယ်လက်ရှိပြစ္ဆုတ်ပံမှာကျမတို့လုပ်နေကြတာတွေကနောင်လာမဲ့အနာဂတ်မှာအဲ့ဒီကောင်းခြင်းဆိုးခြင်းတွေကိုကျမတို့ကသိကြပေါက်ရရှိပိုင်ဆိုင်ခံစားကြရမှာပါရှင်ဒါပေမဲ့ဒီလိုပြောလို့လဲတချို့သောသူတွေကပူပိတ်ငင်းနေရှင်ဆိုတော့ရှိပါစေတော့ရှင်အခုပြောသွားတာတွေကတကယ်လောကဓမ္မလောကရဲ့သဘောတဘာဝတွေပါရှင်ဘယ်သူမှငင်းလို့မရတယ်လို့ဖန်ဆင်းရှင်လည်းပဲကယ်လို့မရတယ်လို့ဗုဒ္ဓကိုယ်တော်တိုင်းလည်းပဲအမှလုပ်ပေးလို့မရပါဘူးဗုဒ္ဓဟာတကယ်လောကရဲ့အရှိတရားဖြစ်နေတာတွေကိုပဲပြောပြဟောပြသွားတာပါရှင်ဗုဒ္ဓရဲ့တရားတော်တွေထဲမှာလုတ်ကြံဖန်တီးထားတာတမင်တကာချက်ကားပြီးပြောထားတာတခုမှမရှိပါဘူးဗုဒ္ဓဟာလောကထဲမှာဖြစ်ပျက်နေကြတာတွေကိုကျမတို့တွေကကိလေသာအမှောင်တုတွေဖုံးလွှမ်းနေလို့မမြင်နိုင်ကြလို့ဒီလိုကြည့်ရင်မြင်နိုင်တယ်လို့ညွှန်ပြပြီးတော်မူခဲ့တာပါဒါကိုမမြင်နိုင်တဲ့သူတွေကမမြင်ကြပါဘူးရှင်ကျမတို့လည်းမြင်ပြီလားဆိုတော့မြင်တော့မမြင်သေးဘူးပေါ့ရှင်ဒါပေမဲ့အကြောင်းအကျိုးအကောင်းဆိုးကိုတော့သုံးသပ်ဆုံးဖြတ်လက်ခံနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့ရှင်ဆိုတော့အကြောင်းကျိုးအကောင်းဆိုးကိုလက်ခံနိုင်ပြီးစိတ်ငြိမ်းချမ်းမှုရနိုင်ကြပါစေရှင်